နောက်တော့ even နဲ့အတူတူပဲဗျထပ်ပြီးတော့ရောက်ရှိလာတာကြတော့ emoji တွေရောတစ်ခါတည်းတန့်ရမယ် diamond တွေရောဗျလုံးရတာတွေကလည်းအရန်ကိုလွယ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ brother ကိုတခြားလေးကြည့်ပြီးဖို့ကျွန်တော်မျှော်လင့်ပါတယ်နည်းနည်းတစ်ခုလောက်ပြောချင်တာကြတော့ကျွန်တော်ခုလိုမျိုးပေါ့နော် diamond တွေပါညာရတဲ့နီလန်လေးကျွန်တော်တင်းပေးနေလို့မို့ကျွန်တော်အတွက်တော့ဘာမှတော့ရလာမှာမဟုတ်ဘူးဒါပေမဲ့ brother တို့ရသွားပြီးတော့အဆင်ပြေတယ်ပေါ့နော် okay အဆင်ပြေပြီးတော့ကြတော့ကျေးဇူးတင်ပါတယ်ဘာညာပေါ့နော်အဲ့လိုမျိုးလေး comment လေးဝင်ရေးလိုက်တာကျွန်တော်အတွက်တော့အားဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့အဲ့ဒီ comment လေးတွေအတွက်အဲ့ reaction လေးတွေအတွက်ကျွန်တော်ကအခုလိုမျိုးဂုံးစင်းဗီဒီယိုတွေကိုတင်ပေးနေတာပဲဖြစ်တယ်ဗျ okay လေကြောင်းမရှိဘဲနဲ့ဒါဆိုဗီဒီယိုလေးကိုစားလိုက်ကြရအောင်ပထမဦးဆုံးကျွန်တော်တို့ဒီ event များတဲ့ကိုတစ်ချက်ဝင်လိုက်မယ်ဗျ okay ကျွန်တော်နှိပ်တယ်လို့လေးပဲလိုက်နှိပ်လိုက်ရင်အဆင်ပြေတယ်ပေါ့နော် event များတဲ့ဝင်ပြီးရင်ကျွန်တော်အခုမြပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဗျ okay အဲ့ဒီနေရာကိုနှိပ်ပြီးဆိုရင်အောက်ဆုံးအထိကိုဆွဲလိုက်မယ်ပြီးလို့ရှိရင်ငွေသားနဲ့စိန်အခမဲ့ရောက်ယူပန်းဆိုတာရှိရပေါ့နော် okay အဲ့ဒါလေးကိုပေါ့နော်ကျွန်တော်တစ်ချက်နှိပ်ပြီးတော့ဆက်သွားမီဆိုတာလေးကိုပဲနှိပ်လိုက်ပါဗျဒီမှာဆိုရင်ကျွန်တော်တို့ game ကောက် auto login ဝင်ပြီးသားဖြစ်သွားပြီပေါ့နော်အမှန်ဆလာနီးဆိုပြီးတော့ပြရတယ် event နဲ့ရောက်ပြီးဆိုကျွန်တော်နည်းနည်းရှင်းပြပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် surprise lucky draw ဆိုတာရှိရပေါ့နော်အဲ့ဒါလေးပဲကျွန်တော်မဲလှည့်ရမယ် okay အဲ့ဒါကကျွန်တော်ဗီဒီယိုတင်ပြီးတော့လှည့်မယ်ဆိုလို့ရှိရင်သေချာပေါက် emoji တစ်ခုရတယ်ပေါ့နော်ဗီဒီယိုတင်တာလည်းဘာမှခက်ခဲမို့ view ရရမလို့ဘာမှရရမလို့တင်ပြီးရတယ်ကျွန်တော်ချက်ချင်းတန်းရတယ်ဗျာကျွန်တော်တော့အခုချက်ချင်းတန်းပြီးတော့ emoji ကိုတန်းရခဲ့တယ်ဗျာအဲ့ကြောင့်ကျွန်တော်တေချာလေးတစ်ချက်ပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်ဒီထက်မှာ epic skin တွေရောပါတယ်ပေါ့နော်ဒါတော့မြင်တဲ့အတိုင်းပဲ epic skin တွေရောပါတယ် okay ကျွန်တော်တို့ကဒီ event ကြီးကိုဝင်ချင်းပေါ့နော်ကျွန်တော်တစ်ချိန်အခမဲ့လှည့်လို့ရတယ်ဗျဗီဒီယိုတင်ကြမလို့သူကတစ်ချိန်အခမဲ့လှည့်လို့ရတယ်ပေါ့ဗျာ okay ကျွန်တော်တစ်ချိန်လောက်အရင်စမ်းပြီးတော့လှည့်ကြည့်လိုက်မယ်ဗျ okay ဒီမှာလှည့်တဲ့ခါဆိုရင်ကျွန်တော်ဒီမှာဒါလေးရတယ်ပေါ့နော် okay အဲ့ဒါမှာကျွန်တော်တို့ဒီ magic duet တွေကိုကျွန်တော်တို့ in game ထဲမှာဝင်ပြီးတော့ယူလို့ရတယ်ပေါ့နော် okay ထားပါအဲ့ဒါကျွန်တော်မလိုချင်နေဘူးကျွန်တော်အဓိကဟာကိုပြောပြမယ်အရင်တော့ emoji တစ်ခုအရင်ရအောင်ယူရနီးပြောပြပေးမယ်ပြီးရင် diamond ယူရနီးအဆင်ချင်း